18ရက်12လ2025တရက်တာနဲ့ပတ်သက်တဲ့တလိတာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်သဘောတူညီချက်တွေကိုစောင့်နေတဲ့သူတွေခိုင်မာတဲ့သဘောတူညီချက်တွေကိုရရှိမယ်စီးပွားရေးဆိုင်ရာစာချုပ်ချုပ်ကြမဲ့သူတွေအဆင်ပြေလိမ့်မယ်အင်တာဗျူးကိစ္စတွေရှိရင်အောင်လိမ့်မယ်ပညာရေးကံကောင်းတယ်စာပေလေ့လာလိုက်စားရေးအတွက်အခွင့်အလမ်းကောင်းတွေရရှိမယ်စာမွေးပွဲကံတွေကောင်းနေတယ်ဒီနေ့အတွက်ဆောင်းရှောင်းရမယ့်ຢာကတော့ပြိုင်ဆိုင်မှုတွေကိုဂရုစိုက်ပါခက်ခဲမှုတွေရှိလာတဲ့အခါပြိုလဲမသွားစေနဲ့ကိုထိန်းချုပ်ပါအကင်းပါဖို့လိုတယ်အကွက်ကြော်မြင်တတ်ဖို့လိုပါတယ်လက်ကြီးနံပါတ်နဲ့ Universe Message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစေပြေချောမွေးကြပါစေဒီဗီဒီယိုကိုဆုံးလက်ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်